အားလုံးပဲမင်္ဂလာပါဒါကတော့ဒီ hematological drug groups နဲ့ပတ်သက်တဲ့ဆေးဝါးအုပ်စုအကြောင်းကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ဒါသွေးနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော် hematological drugs နော်သွေးနဲ့ပတ်သက်တဲ့ဆေးဝါးအုပ်စုပေါ့နော်ရှေ့မှာတော့အပိုင်းတွေ respiratory တို့အသက်ရှူလမ်းကြောင်းတို့အစာရည်နဲ့ဥလမ်းကြောင်းတို့central nervous system ဘိုးအောင်ကျော်စနစ်နဲ့ပတ်သက်တဲ့ဆေးဝါးအုပ်စုတွေကိုကျွန်တော်တင်ပေးထားပါတယ်ဒီမှာဆိုရင်တော့ဒါသွေးနဲ့ပတ်သက်တဲ့ဥစ္စာတွေပေါ့နော်နံပါတ်1မှာဆိုလို့ရှိရင်ကျွန်တော်ဒီ group တစ်ခုချင်းဒီပေါ့နော်ဒီ group set group ပေါ့နော် hematological drug groups မှာပါတဲ့ဒီ set group တစ်ခုချင်းဒီလေးကို slide တစ်ခုစီနဲ့အဲ့လိုလုပ်ပေးထားပါတယ်ပေါ့နော်slide 1မှာဆိုရင် hematinic ပေါ့နော် hematinic drug groups ပေါ့ iron folic acid vitamin B12 3မျိုးရှိရပေါ့နော် hematinic မှာဆိုရင် ferritin လို့အားစေးမှာဆိုရင် iron folic acid vitamin B12 အဲ့လို3မျိုးပေါင်းပြီးပါတယ်ပေါ့နော် folic acid တိတန်လဲလာတယ် vitamin B12 တိတန်လဲလာတယ် iron တိတန်လဲလာတယ်ပေါ့နော်ဆေးတွေအဲ့ဒီ vitamin B12 ဒီ cyanocobalamin လို့လည်းခေါ်တယ်ပေါ့နော်ရမယ်ထင်ပါနော်ဒါ slide 1 slide 2မှာဆိုလို့ရှိရင် erythropoiesis stimulating agents ပေါ့နော် ESA သူကဘယ်မှာသုံးလဲဆိုရင်နာတာရှည်ကြောက်ကယောဂခံစားပြီးတော့နာရာရှည်ကြောက်ကယောဂခံစားပြီးတော့ဒီသွေးအားနည်းလူတွေပေါ့နော်အဲဒီလိုနေရာမှာသုံးတယ်ဒီ groups ကနော်ဘာတွေလဲဆိုတော့သူ့ရဲ့ဒီ general name တွေက erythropoietin နဲ့ dabipoietin alpha ဆိုပြီးတော့နှစ်မျိုးရှိရပေါ့နော် erythropoietin နဲ့ dabipoietin alpha ဆိုပြီးတော့နှစ်မျိုးရှိရပေါ့နော်ဒီ groups ကနောက်တစ်ခုသွားလိုက်ပါနော်နောက် slide 3က anticoagulants ပေါ့နော် anticoagulants ဆိုတော့ကဒီသွေးခဲခြင်းကိုဒီကာကွယ်ပေးတဲ့တားဆီးပေးတာပေါ့နော် anticoagulants ဆိုတော့ဒီသွေးခဲမဖြစ်အောင်လို့ကာကွယ်ပေးတာပေါ့ပြန်ပြောမဆိုရင်သွေးခဲမဖြစ်အောင်ကာကွယ်ပေးတဲ့ဆေးပါလဲဆိုရင် heparin warfarin dabigatran rivaroxaban ဆိုပြီးတော့ရှိရပေါ့နော်ဒီနံပါတ်ဒီဒုတိယတစ်ခုက warfarin ဆိုလို့ရှိရင်သူက brand name က metformin တို့ပါတော့အဲ့လိုမျိုးနာမည်နဲ့လာတယ်ပေါ့နော် milligram လဲ2 3 4 5အဲ့လိုမျိုးရှိရပေါ့နော်ဒါတွေက general name တွေပေါ့နော်ဒီအဓိက brand name general name ကိုကိုယ်ပဲတိထားလို့ရှိရင်ဘာဆေးပဲလာကိုကဒီ general name နဲ့အလို့ရနေလို့ရှိရင်ဘာဆေးလာ composition ကိုကြည့်လိုက်ရင်အဆင်ပြေရပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီ general name ကိုအဓိကထားပြီးတော့ရှင်းပြပေးခြင်းဖြစ်ပါတယ် brand name ကအများအားအသစ်တွေလက်ထွက်နေမှာအများကြီးပဲရှိတယ် paracetamol တစ်မျိုးတည်းတင်ကို1000ကျော်လောက်ရှိတယ်အဲ general name ဟို brand name လိုက်တင်နေတော့နဲ့ပြီးမှမို့အဓိကတော့ general name ပဲ general name ကိုတိထားလို့ရှိရင်ဘာဆေးလာ composition ကြည့်လိုက်ရင်အဆင်ပြေပြီပေါ့နော်ဒါကြောင့်မလို့ general name တွေကိုအဓိကထားပြီးပြောခြင်းဖြစ်ပါတယ်heparin warfarin dabigatran rivaroxaban ပေါ့နော် number 4 antiplatelets ပေါ့ antiplatelets ကျတော့သူက platelets တွေဒီဘယ်လိုပြောမလဲစုသွား aggregate ပေါ့နော်စုတာကိုတားဆီးပေးတာပေါ့နော်ဒီသွေးခဲပိတ်ဆို့တာတို့ပါတော့thrombosis တို့thrombosis ကိုအဲ့လိုမျိုးကာကွယ်ပေးတာပေါ့နော် antiplatelets drug groups ဒီ anything ကplatelet တွေဒီစုပြီးသွေးခဲတွေစုတာပေါ့နော်သွေးခဲတွေစုတာကိုရော့စေရပြီးရင်သွေးခဲခြင်းကိုလည်းကာကွယ်ပေးရသူရဲ့ antiplatelets aspirin clopidogrel dipyridamole thiophanate ဆိုပြီးရှိရပေါ့နော် aspirin မှာဆိုလို့ရှိရင်လည်း aspilet နာမည်နဲ့ရှိတယ် ascot 81နာမည်နဲ့ရှိတယ် ascot 81ကျတော့81 mg aspilet က80 mg အဲ့လိုမျိုး mg အမျိုးမျိုးနဲ့လာတယ်ပေါ့နော်ရမယ်ထင်ပါတယ်ဒါ antiplateletsရှိရ anticoagulants သူအာနိသင်ရနည်းနည်းဆင်သေးအောင်လေးရှိရပေါ့နော်နံပါတ်5မှာ thrombolytic ပေါ့ thrombolytic ကြတော့သူကဘာတွေလုပ်ပြီလဲဆိုလို့ရှိရင်အဓိကတော့သွေးခဲတွေကိုခြေဖြတ်တာပေါ့နော်သွေးခဲတွေကိုခြေဖြတ်တာပျော်စေတာပေါ့နော်သွေးခဲတွေကိုခြေဖြတ်တယ်ပျော်စေတယ် streptokinase urokinase altiplase ဆိုပြီးရှိရပေါ့နော် altiplase သွေးခဲတွေကိုခြေဖြတ်ပေးတာပေါ့နော် black clot ကိုခြေဖြတ်စေတာပျော်စေတာအာနိသင်ရှိဒီ glucose ကslide 6ပေါ့နော်6မှာဆိုရင် hemostatic ပေါ့နော် hemostatic ကတော့ခုနရှေ့က coagulants တို့ anticoagulants နဲ့ဆက်ညစ်ပဲသူက coagulants နော် coagulant ခေါ်တယ် anticoagulant နဲ့ဆက်ညစ်ပဲ anticoagulant ကြတော့သွေးခဲတွေကိုသူကခြေကာကွယ်ပေးတယ်ဟိုခြေဖြတ်ပေးတယ်ပေါ့နော်ကာကွယ်သွေးခဲမဖြစ်အောင်လို့ကာကွယ်ပေးတယ်သူ့မှာကြတော့ဒါသွေးယိုစိမ့်တာကိုရက်တန့်စေပြီးတော့သွေးတွေကိုပဲသွေးခဲခြင်းကိုမြင့်တက်စေတယ်ဆန့်ကျင်ဘက်ပေါ့နော်သွေးယိုစိမ့်တာကိုမြင့်တက်စေပြီးတော့
သွေးခဲခြင်းကိုမြင့်တက်စေတာဗိုက်တာမင် K ပဲတချို့ဗိုက်တာမင် K ထိုးတယ်ဆိုအဲ့လိုမျိုးရှိရပါတော့သွေးအရန်ထွက်နေရသူ့ကိုစိတ်နေသွေးထွက်လုံးနေအဲ့လိုမျိုးဆိုဗိုက်တာမင် K ပေါ့နော်ဗိုက်တာမင် K ထရွန်ဖင် fibrinogen ဆိုပြီးတော့၃မျိုးရှိတယ်နောက်တစ်ခု anti fibrinolytic သူကလည်းအဲ့လိုပဲသွေးခဲတွေမဖြစ်အောင်လို့ထိမ့်ပေးတာ bleeding control bleeding ဆိုတော့သွေးထွက်ခြင်း bleeding control နေရာမှာသွေးထွက်တဲ့နေရာ control ထိန်းချုပ်ဖို့အတွက်သုံးတယ်ပေါ့ anti fibrinolytic agent tranexamic acid နဲ့ amino carboxylic acid ဆိုပြီးတော့နှစ်မျိုးရှိရပေါ့နော်အဲ့ဆိုဒီ number 6နဲ့ number 7ကနည်းနည်းဆင်တယ်အပေါ်မှာကျတော့ anti platelet နဲ့ anti coagulant နဲ့နည်းနည်းဆင်နေရအောင်ရှိရဟိုတူရအောင်နော်သူတို့နှစ်ခုနဲ့အပေါ်နှစ်ခုနဲ့ဒီအောက်ဆုံးနှစ်ခုနဲ့ကလည်းဆန့်ကျင်ပဲပေါ့နော်အပေါ်မှာကျတော့ဒီသွေးခဲခြင်းကိုကာကွယ်ပေးတယ်သွေးခဲတွေကိုမဖြစ်အောင်လို့ခြေဖြတ်ပေးတယ်အဲ့လိုမျိုးလုပ်တယ်အောက်မှာကျတော့သွေးအထွက်လွန်နေတဲ့အခါမျိုးတွေမှာသွေးကိုစိမ့်တဲ့အခါမျိုးတွေမှာသွေးခဲခြင်းကိုမြင့်တက်စေတယ် bleeding control လုပ်ပေးတယ်ပေါ့နော်ဒါဆိုရင်သွေးနဲ့ပတ်သက်တဲ့ဆေးဝါးအုပ်စုတွေကိုရမယ်ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ပိုင်းမှာ thrombosis ဆိုတဲ့ဒီသွေးခဲပြီးတော့အဲ့လိုမျိုးပိတ်ဆို့တဲ့ဟာတွေအကြောင်းကိုဆက်လက်ပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ် channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်